မင်္ဂလာပါကျွန်တော်တို့ fake ခိုင်တို့ပါ fake ခိုင်တို့ channel ပြန်လို့ကြိုးစားလိုက်ပါအခုကျွန်တော်တို့ Roblox ဆော့မှာဖြစ်ပါတယ်ဘာကိစ္စလဲကျွန်တော်မသိပါဘူးအဲ့တော့ကျွန်တော်ပောက်ကွားမှာပောက်ကွားမှာလည်းကျွန်တော်ဆော့ကျွတ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပောက်ကွားဆော့မှာဖြစ်ပါတယ်ကြည့်ရဲမှာကြည့်ကြပါကျွန်တော်ဆော့ကြမ်းပါတယ်ပြီးတော့ကျွန်တော်ညီမလေး berry ကိုလည်းအားပေးကြပါဦးခင်ဗျာပြောဟုတ်ပါတယ်တမီးရတော့မှခါ fake ခိုင်လို့ဆိုတော့အဲ့1 2 3ဆိုအဲ့တကောင်ပေါ့နော်တမစလောက်တကောင်တမီးတော့ရောက်နေပါတယ်ပေါ့နော်လာတယ်ဒါအိတ်ပေးတာပေါ့နော်အိတ်ပေးတာဟုတ်ပါတယ်ကျွန်တော်သူ့မေရရန်ကုန်သွားတယ်ဆိုတော့ကျွန်တော်နောက်ကျရင်တော့သူလက်ဗီဒီယိုအတွဲလိုက်ရိုက်ပေးပါမယ်ချိတ်ဆော့တာလို့ပေါ့ရိုက်ပေးလို့ရပါဒါပေမဲ့အခုကျွန်တော်သူတိတ်မအားတာနဲ့ကျွန်တော်တယောက်ပဲဆော့အခုကျွန်တော်တို့ဒီ KJ ရဲ့ gate တစ်ခုကိုဆော့ပြမှာဖြစ်ပါတယ်ဒီ gate တွေကတော်တော်လေးဆော့လို့ကောင်းတယ်ဗျလူဆော့လဲတော်တော်များတယ်အဲ့ဒါကြောင့်ကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်ဒါပါလဲဆို KJFS KJ's final showdown ဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဆော့ပြမှာဖြစ်ပါတယ် content update ပေါ့နော်ဟုတ်ပါပြီ update ညပါမယ်ကျွန်တော်ချွတ်ကြတော့တော့ပါတယ်အတော်လေးလေးဖြစ်တော့အဲ့ကျကျူးရဖြစ်ပါဟုတ်တယ်မိန်းကလေးလို့ဖြစ်တယ်လို့ကျွန်တော်အတော်လေးလေးတော့ဗျာ risk ဆော်ရုပ်ပြေတော့ရုပ်ကထားလို့ရတာဟုတ်ကဲ့ပါဟုတ်ကဲ့အခုကျွန်တော် channel လေးကို subscribe like and subscribe လေးလုပ်ပြီးတော့ကြပါဟုတ်တယ်တမီး subscribe ဟိုတမီး channel ဟောနော်သူ့ channel berry ဆို channel လေးကိုလည်း subscribe လုပ်ပေးကြပါခင်ဗျာအခုကျွန်တော် game လေးကိုစရပါပြီခင်ဗျာကျွန်တော်ဒီမှာဒီသူ့အိမ်မှာ wifi မရှိတဲ့ဝမ်းအိမ်ဆိုတော့ဝမ်းအိမ်ဆိုတော့ဒီမှာ wifi မရှိကျွန်တော် internet နဲ့ဆိုတာ live တင်မကောင်းဖြစ်ပါတယ်အခုကျွန်တော် share ကြောပြတော့မှာဖြစ်ပါတယ်ဒါပေမဲ့ကြည့်ရမှကြည့်ပါကျွန်တော်15ကတော့တင်ပါဖြစ်ပါတယ်ဒါပေမဲ့တမီးတို့ရကြတော့wifi နဲ့မသုံးပါနဲ့ internet နေရောဟိုပါဘောနော်အဲ့4-5ရက်နဲ့သုံးတယ်ဘောနော်အဲ့ဟိုပါလေအဲ့ပေးဦးတအခုလေးဆိုလောလောဆယ်ပါတော့ကျွန်တော်ဘာမှမသိဘူးအတီးဟန်နေရပါတယ်ပေါ့နော်ဘယ်ကောင်နေတီးနေမှလည်းကျွန်တော်လည်းမသိပါဘူးကျွန်တော်အရင်မူးနေတာလည်းမသိပါဘူးဟုတ်တယ်ကျွန်တော် light တိတ်မကောင်းတော့တိတ်မမြင်အောင်ဖြစ်ပါတယ်ဒါရီဒါလေးပါတော့ကျွန်တော်အခုတော့ KJ ကိုယူထားပါတယ် Prime Sword ကိုယူချင်ပေမဲ့ကျွန်တော်အဲ့ KJ ရဲ့ကိုင်ရကြဖြစ်တဲ့အတွက်ကျွန်တော် Prime Sword ကိုယူတော့ပါဦးကဲဟုတ်ပါပြီကျွန်တော်ဝက်ကန်တွေကနည်းနည်းရွှေ့တယ်နော်ဒီမှာကျွန်တော်တို့အခု background နဲ့စောင့်နေရအောင်ကျွန်တော်စောင့်ကြည့်ရမှာလည်းကြီးရဲ့မကြည့်ပါဘာလဲတကောင်တင်နေတယ်ပေါ့လေပိတ်တာတကောင်ပေါ့မလူမတာတကောင်တင်နေပါလေအဲကျွန်တော်လည်းမဆိုင်ပါသူက sorry ပါတမီးရဲ့ကိုလေးဆဲလိုက်ပြီပါအဲ့တိခါပြီးကြပါဟုတ်ပြီဒီမှာနွားတစ်ကောင်မှလာလို့ကျွန်တော်ဒီကောင်တော့တီးရအောင်ပါလေနွားတစ်ကောင်ပေါ့ဒီလူတစ်ကောင်မောင်းတစ်ကောင်ဒီတရားဟောကျွန်တော်တီးပြလိုက်ပြီဖြစ်ပါတယ်ရှင်းပါကျွန်တော် revenge revenge let's go on တောင်းမှာလောကတောင်းနေပြပါလို့တောင်းနေပြောမှာတောင်း foundation တောင်းနေပြပါနေလို့ဆိုမှာနေလို့မြောင်ကားတော့ရတော့ဖုန်းနေ the phone open beautiful life beautiful အတရစားပါတယ်စားရတဲ့ကျွန်တော် prime soul ကိုပဲယူရအေးဘောဟဲ့ဒီမှာကျွန်တော်ဘေးမှာထိုင်ပြီးကုန်းကလေးနေတဲ့ကောင်မကတော့ကျွန်တော်ညီမပဲဖြစ်ပါတယ်အဲကျွန်တော်ညီမလည်းမဟုတ်ဘူးကျွန်တော်ကတူးမပါဘူးဟဲ့ဟိုကောင်းတယ်ဒီ skate try အဲ့ဒီတော့ထားရကျွန်တော်ဒီကိုလာပြီးဒါရစမ်းတက်ချယ်လေးကိုထည့်လိုက်တယ်ထုံးကျွန်တော်အခုလောလောဆယ် skate တွေမရှိတော့ပါအဲကျွန်တော်ပြေးနေပါတယ်ဒီနေ့ကကျွန်တော်လက်ချောင်းဆုံးနေတဲ့တီးခံပေးကြပါဟုတ်တယ်ခမဟုတ်ပဲငါချဲကြနေတယ်ညပါဆိုင်လို့မဟုတ်ဘူးအခုကျွန်တော် perform slam အဲ့ဒါ best ပေါ့နော်ဟိုတမီးရတော့ကြတော့ beautiful beautiful မန်ချက်ဆိုတဲ့အဲ့ဟာပေါ့နော်ကျွန်တော် work ဟိုcut in a real စနေရပေါ့နော်အဲ့ဒါကြည့်ရပါမပြောဘူးဒါကျတော့
ပြောနေငါတော့နေတယ်ငါတို့အဲ့ဒီကျူကအဖန်လေးအတွဲတွေထောင်သွား keep ဘာပေါ်နော်တမီးရဲ့ကိုကြီးကောက်မှာပေါ်နော်YouTube က fan နေနဲ့စောင့်ကျင်တယ်ဆိုလို့ရှိရင်ချိတ်ဆောက်လို့ရပါတယ် ဟုတ်ကွာအဲ့ကျွန်တော် YouTube fan နဲ့ချိတ်ဆက်ရမယ်ဆိုရင်ကျွန်တော်အကောင့်လေးပြောတော့ကျွန်တော် Roblox အကောင့်ကတော့ KJTTD6 ဖြစ်ပါတယ်အဲ့လိုရချလိုက်လို့ရှိရင်ကျွန်တော်စကင်အစိမ်းအောင်လေးနဲ့ကျွန်တော်ပေါ်လာတယ်အဲ့လိုကျွန်တော်အဲ့လိုက်ပါနော်ကျွန်တော်ပြန်လက်ခတ်ပေးပါမယ်ဆိုရင်ကျွန်တော်ဆိုရင်ကိုပေါ်မှာရေးခဲ့ပါဟုတ်ပါလား subscribe လေးရတော့ခက်ပြီးတော့အခုကျွန်တော်တို့ sorry အကောင့်ဟုတ်ပြီပါလေ ဟုတ်ကဲ့တမီးလည်းချိတ်ဆောက်ရမယ်ဆိုလို့ရှိရင်တော့တမီးနာမည်ကတော့ MISBX ဆိုတဲ့0ဆိုတဲ့အဲ့ဒါလေးကိုပြန်နောက်တော့ဆက်ကြည့်ပါနော်ကျိတ်ပြဆောက်ကြည့်လို့ရတယ်ဆိုပြဆောက်ရတယ်ပေါ့နော်အမေကလေး fan တွေရှိရင်တော့သူနဲ့ဆော့လို့ရပါတယ်ကျွန်တော်ယောက်ျားလေး fan ဆိုအကျဉ်းသားဂိမ်းတွေဆော့ကြည့်ရင်တော့ကျွန်တော်နဲ့ဆော့လို့ရပါဖြစ်ပါတယ်ကျွန်တော်လည်းပြင်းထားရေးဂိမ်းဆော့ဖြစ်ပါတယ်သူ့အိမ်မှာပေါ့ဟောကျွန်တော်အိမ်ကကျွန်တော်အိမ်ပြန်ရောပဲအိမ်ပြန်လို့ရှိရင်တော့ဟိုဗီဒီယိုထပ်တင်ပေးဖို့ရှိပါတယ်ဟုတ်ကဲ့ jeez ရော့ sorry အခုကျွန်တော်ကောင်းပါလေးတယောက်အနေကြည့်နေရပါတော့ဒီလေးကနည်းနည်းလေးဖြစ်နေကြည့်နော်လည်း mobile ရဲ့ချိတ်ဆော့ခြင်းလည်းရပါတယ်ကျွန်တော်လက်ခံပေးပါမယ်နော် ID ကိုတော့ကျွန်တော်ကောင်းမှမချရေးပေးတော့ပါပဲကျွန်တော်နိုင်ပတ်နေတာဖြစ်တယ်ကျွန်တော် combat ကောက်ပြောင်းပါမယ်ဘာလို့လဲဆိုတော့ဒီ prime soul ကကျွန်တော်တိတ်မကိုင်းတာဖြစ်ပါတယ်ပြောနေအောင်ကဲဒီမှာကိုရတော့ဟိုဘာလဲခိုင်တော့ဖမ်းမနော်ဟုတ်ကဲ့နော်ဟုတ်အဲ့ကျွန်တော် fake ခိုင်လို့လုပ်ပေးတာတမီးရဲ့ဟုတ်တမီးရဲ့ဖန်ကတော့အဲ့လိုပဲနော်အိုင်ရောမဟုတ်ဘူးလေဒီဘာတွေလုပ်ရလဲယူရဲဟုတ်တယ်ပြောတယ်စီတူပါလို့အတားဒီပါလို့ပြီးတော့ပါပြန်ဖြတ်လို့ပဲရမလဲမရဘူးကျွန်တော်ချောင်းနဲ့ဆိုရင်ဘူးဆိုရင်တော့ကျွန်တော်နှစ်ကောင်လုံးကိုပြန်ရတဲ့တီးနေတာပေါ့အစောကြည့်ရပါလေကြည့်မကြည့်ပါခြေလေးကရပါတော့ခြေနဲ့ကရတော့ဒီခါပြီးတာနော်ကျွန်တော်တက်တာ dance ထောင်းဒါအမေစတာဘယ်လိုလုပ်လဲကျွန်တော် PC နဲ့ကောင်းနေများတဲ့အတွက်ကျွန်တော်လည်းနည်းနည်းကျိုးဒါကောင်ရဖို့တော့နည်းကျိုးနေရတယ်နော်baby boy ဒီရောအမဘာလဲမမကြီးလို့ရှင်မဲသူထင်တယ်ကျွန်တော်ညနေလာကြရတယ်စားမထီပါဘူးအဲ့ဒါကျွန်တော်စိတ်ရတော့တယ်ကဲဒီနေ့ဗီဒီယိုလေးဒီတော့ပါရတော့ပဲတန်းကြကြောင်လေးထင်ပါတယ်အဲ့တော့အားလုံးပဲ bye bye